အားလုံးပဲမင်္ဂလာပါဒီနေ့ညတနာရီခွဲမှာဒါမဲ့ချန်ပီယံလိဖိုးစီတော့ဖြစ်ဒါမဲ့ဖရန်ပတ်တင်နဲ့လီဗာပူးတင်းရဲ့ပွဲစဉ်အကြောင်းကိုနည်းနည်းပြောပြစီချင်ပါတယ်ဆိုတော့လီဗာပူးတင်းဟာဆိုလို့ရှိရင်ပြိုင်ပွဲစုံ၄ပွဲမှာ၄ပွဲတော့အရင်နဲ့ထားပါတယ်ကျွန်တော်တို့လီဗာပူးတင်းရဲ့ကစားပုံတွေကလည်းအားရစရာမရှိတာကိုမြင်တွေ့ရပါမယ်ဒါကိုအာလီစလော့အနေနဲ့အချိန်မီမပြုတ်ပြင်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ညအဝေးတွင်သွားကစားမယ်ဖရန့်ဖတ်နဲ့ပွဲစဉ်မှာလည်းကျွန်တော်တို့ရလက်ကောင်းလို့ထွက်လာလိမ့်မယ်လို့မထင်ဘူးပါဘူးတစ်ဖက်ကကြည့်ဖရန့်ဖတ်မှာဆိုလို့ရှိရင်လည်းနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်၃ပွဲတိတိအရင်နေထားတာကိုတွေ့ရပါတယ်တပွဲသာနိုင်ရရှိပြီးတော့မှတပွဲတည်ကြထားတော့ဘူးလေကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဖရန့်ဖတ်တင်နေနဲ့ရလက်ကောင်းကြီးရှိနေတာမဟုတ်တဲ့အတွက်ကျွန်တော်တို့လီဗာပူးတင်းအနေနဲ့ငယ်တက်တာရနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့သွားကစားမှာအဝေးကွင်းဆိုတာကိုတော့ထည့်စဉ်းစားထားဖို့လည်းလိုအပ်ပါတယ်ဖရန့်ဖတ်တင်ရဆိုလို့ရှိရင်ချန်ပီယံလိဖွင့်ပွဲစဉ်မှာဂါလာတာဆာရက်တင်ကိုအိမ်ကွင်းမှာ 5-1 ဆိုတဲ့ရလက်နဲ့အနိုင်ရရှိထားပြီးတော့မှဒုတိယပွဲစဉ်မှာတော့အက်တလက်တီကိုမက်ဒရစ်ကို 5-1 ဆိုတဲ့ရလက်နဲ့ရှုံးနိမ့်ထားပါတယ်အဝေးကွင်းပွဲစဉ်မှာချီကညံ့နေဆိုပေမဲ့အိမ်ကွင်းပွဲစဉ်မှာတော့ဒါဂလာတာဆာရီလိုအသင်းမျိုးကို၅ခုထိအောင်တွင်ထားနိုင်တယ်ဆိုတဲ့ရည်ချင်းကတော့ကျွန်တော်တို့ဒုံတန်တော့မဟုတ်ဘူးဆိုတာကိုကျွန်တော်ထည့်ပြရမှာဖြစ်ပါတယ်။လီဗာပူးတင်းရဲ့တရားရကစားသမားတွေအနေနဲ့ကတော့ဘုမအလက်ဆန်ဘက်ကတရားကြောင့်မပါဝင်နိုင်ဘူးလို့ဝါတာရူအန်တိုလီယိုနီဘဂျက်စတစ်တို့ကလည်းတရားကြောင့်ပါဝင်နိုင်မှာမဟုတ်ပါဘူး။ကျန်တဲ့ကစားသမားတွေအားလုံးကတော့ဒီပွဲစဉ်မှာပါဝင်လာနိုင်ပြီးတော့မှခီစာကိုတော့ဒီပွဲစဉ်မှာခေါ်ယူမသွားဘူးလို့မျိုးတင်ရရှိထားပါတယ်ဒီပြအာနီစလော့အနေနဲ့ဒီပွဲစဉ်မှာလည်းအရင်ပွဲစဉ်တွေလိုမျိုးပဲဒီစနစ်အပြောင်းလဲမလုပ်ဘဲနဲ့ဆက်ပြီးတော့မှသွားနိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီပွဲမှာလည်းဖရန့်ဖတ်ကိုရှင်ဖို့လွယ်ကူမယ်လို့မထင်ပါဘူးအဲကြောင့်မလို့ကျွန်တော်အာနီစလော့အနေနဲ့ကစားပုံဒီစနစ်တွေအမြန်ပြောင်းလဲပြီးတော့မှကစားဖို့လိုအပ်နေပါပြီဖရန့်ဖတ်တင်းကဆိုလို့ရှိရင်လည်းအိမ်ဝင်းမှာဂလာတာဆာရီလိုအသင်းမျိုးကို၅ခုထိတွင်းယူထားနိုင်တယ်ဆိုတာကလည်းဒါတော်ရင်တယ်တော့အသင်းတော့မဟုတ်လာပါဘူးဒါကြောင့်မို့လို့ကျွန်တော်ဒီနှစ်သင်းရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ပြန်လန်သွင်းကူးတွေမြင်ရလိမ့်မယ်လို့ပဲကျွန်တော်တို့မျှော်လင့်မိပါတယ်နောက်ထပ်လီဗာပူးတင်းကမြန်ဒီစနစ်ပြောင်းလဲနဲ့ကပ်ပြီးတော့နိုင်သွားမလားဆိုတော့လေကျွန်တော်တို့စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လီဗာပူးတင်းအပြောင်းလဲတွေနဲ့နိုင်ပွဲတွေကိုပြန်လည်ပေါ်ဆောင်လာဆိုတာတော့ပြည်သက်ကြီးနဲ့အတူတူပြန်လည်စောင့်ကြည့်ဒီမဲ့လို့ပြောရင်းနဲ့ကျွန်တော်ကိုအများကိုပဲကြိုက်မိပါတယ်အားလုံးကို